ဆိုင်သေးသေးလေးတစ်ဆိုင်ကနေကမ္ဘာအကြီးဆုံးလက်လီစီးပွားရေးအင်ပါယာကိုတည်ဆောက်ခဲ့သူကမ္ဘာပေါ်ကလူအများစုကစီးပွားရေးအောင်မြင်ဖို့ဆိုရင်ငွေအများကြီးလိုတယ်အဆက်အသွယ်ကောင်းတွေလိုတယ်မြို့ကြီးမှာစတင်ရမယ်လို့ယုံကြည်ကြပါတယ်ဒါပေမဲ့အမေရိကန်နိုင်ငံကမြို့ငယ်လေးတစ်မြို့မှာအရင်းနှီးအနှဲငယ်နဲ့စတင်ခဲ့တဲ့လူငယ်တစ်ယောက်ကဒီယုံကြည်ချက်အားလုံးကိုပြောင်းလဲပစ်ခဲ့ပါတယ်သူဟာအကြီးဆုံးမြို့ကိုမရွေးခဲ့ဘူးအချမ်းသာဆုံးဖောက်သည်တွေကိုမရွေးခဲ့ဘူးအလှဆုံးဆိုင်ကိုလည်းမတိဆောက်ခဲ့ဘူးဒါပေမဲ့သူဟာလူတွေမမြင်တဲ့အခွင့်အရေးကိုမြင်ခဲ့တယ်ဖောက်သည်တယောက်ရဲ့ယုံကြည်မှုကိုဘယ်လိုယူရမလဲဆိုတာကိုနားလည်ခဲ့တယ်အလုပ်ကြိုးစားမှုရိုးသားမှုနဲ့အမြဲတမ်းသင်ယူလိုစိတ်ကိုအခြေခံပြီးဆိုင်သေးသေးလေးတစ်ဆိုင်ကိုကမ္ဘာအကြီးဆုံးလက်လီစီးပွားရေးအင်ပါယာတစ်ခုအဖြစ်ပြောင်းလဲပြစ်နိုင်ခဲ့ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဆင်းရဲတဲ့လယ်သမားမိသားစုကနေဘီလီယံနာတယောက်ဖြစ်လာတဲ့ခရီးစဉ်တစ်ခုအတွက်ခရီးစဉ်မှာကြာရှုံးမှုတွေကိုအခွင့်အရေးဖြစ်ဘယ်လိုပြောင်းလဲခဲ့သလဲဖောက်တယ်ကိုဘာကြောင့်အရာအလုံးထပ်ပိုအရေးကြီးတယ်လို့ယုံကြည်ခဲ့သလဲပြီးတော့ဒီနေ့လူငယ်တိုင်းသင်ယူသင့်တဲ့စီးပွားရေးသင်ခန်းစာတွေကိုဇက်လန်တစ်ပုဒ်လိုအစအဆုံးလေ့လာသွားကြရမှာဖြစ်ပါတယ်ဒီနေ့ရဲ့ business legend ကတော့ဆမ်မော်ထန်ပဲဖြစ်ပါတယ်ဆမ်မော်ထန်ရဲ့ကလေးဘွားကစတင်ခဲ့တဲ့တာဝန်ယူစိတ်1918ခုနှစ်မတ်လ29ရက်နေ့မှာအမေရိကန်နိုင်ငံအိုကလာဟိုးမားပြည်နယ်ကင်းဖစ်ရှာမြို့လေးမှာကလေးတစ်ယောက်မွေးဖွားလာခဲ့ပါတယ်သူ့နာမည်ကဆင်မြူအယ်မိုရီမော်ဝါထန်နောက်တစ်ချိန်မှာတော့တကမ္ဘာလုံးကဆမ်မော်ထန်လို့သိကြမဲ့လူငယ်လေးပါဆမ်မွေးဖွားလာခဲ့တဲ့အချိန်ကအမေရိကန်စီးပွားရေးအကောင်းဆုံးအချိန်မဟုတ်ပါဘူးမကြာခင်မှာ Great Depression လို့ခေါ်တဲ့ကမ္ဘာစီးပွားရေးကျဆင်းမှုကြီးရောက်လာခဲ့ပါတယ်အလုပ်ကိုင်တွေရှားပါလာတဲ့မိသားစုဝင်တော်တော်များများဝင်ငွေမရှိတော့ဘူးလူတွေက$1ကို$2တန်အောင်သုံးစွဲဖို့ကြိုးစားနေရတဲ့ခေတ်ပါဆမ်ရဲ့မိသားစုလည်းဒီအခက်အခဲတွေကိုရင်ဆိုင်ခဲ့ရပါတယ်သူ့အဖေသောမတ်ဝါထန်ဟာလေယာချင်းငွေကိစ္စတွေနဲ့ပတ်သက်တဲ့အလုပ်လုပ်ခဲ့ပြီးမကြာခဏမြို့ပြောင်းရတတ်ပါတယ်ဒီအခြေအနေကြောင့်ဆမ်ဟာကလေးဘဝကလေးကတည်ငြိမ်တဲ့ဘဝကိုမရခဲ့ပါဘူးဒါပေမဲ့မိသားစုကသူ့ကိုအရေးကြီးတဲ့တန်ဖိုးနှစ်ခုသင်ပေးခဲ့ပါတယ်ရိုးသားမှုအလုပ်ကြိုးစားမှုအသက်ငယ်ငယ်နဲ့အလုပ်လုပ်ခဲ့ရတဲ့ကောင်လေးဆမ်မော်ထန်ဟာတခြားကလေးတွေလိုကျောင်းဆင်းရင်ကစားဖို့ပဲစဉ်းစားတဲ့သူမဟုတ်ပါဘူးသူဟာမနက်အစောကြီးထားပြီးနွားနိုးလိုက်ဖို့တဲ့သတင်းစာလိုက်ဝေးတယ်မဂ္ဂဇင်းရောင်းတယ်အလုပ်မျိုးစုံကိုလုပ်ခဲ့ပါတယ်သူအလုပ်လုပ်တာကရုပ်ဝယ်ဖို့မဟုတ်ဘူးမိသားစုကိုကူညီဖို့အတွက်ပါဒီအတွေ့အကြုံတွေကသူ့ကိုငွေရှာနည်းတစ်ခုတည်းသင်ပေးခဲ့တာမဟုတ်ပါဘူးဖောက်တယ်ဆိုတာဘယ်သူလဲလူတွေဘာလို့ခြင်းလဲအချိန်တိကျမှုကဘယ်လောက်ရေးကြီးလဲဆိုတာတွေကိုလည်းသင်ပေးခဲ့ပါတယ်နောက်ပိုင်းမှာဆမ်မော်တန်ကဒီလိုပြောခဲ့ဘူးပါတယ်လူတွေကိုကောင်းကောင်းဝန်ဆောင်မှုပေးရင်သူတို့ပြန်လာကြလိမ့်မယ်အဲ့ဒါကစီးပွားရေးရဲ့အခြေခံအကျဆုံးအမှန်တရားပဲဒီစကားဟာဝေါ်မတ်တိဆောက်ခဲ့တဲ့အချိန်ထိသူ့ရဲ့စီးပွားရေးအတွေးခေါ်ရဲ့အုံမြင့်ဖြစ်လာခဲ့ပါတယ်။ကျောင်းမှာလည်းထိုးကြုံဘဝမှာလည်းတာဝန်ယူတတ်သူဆမ်မော်ထန်ဟာအလုပ်ကြိုးစားတဲ့သူသာမဟုတ်ပါဘူး။ကျောင်းမှာလည်းစတော်ပြီးတော့အားကစားကျောင်းသားခေါင်းဆောင်မှုနဲ့လူမှုရေးလှုပ်ရှားမှုတွေမှာတက်တက်ကြွကြွပါဝင်ခဲ့ပါတယ်။သူ့ကိုတည်တဲ့သူတွေကဆမ်ဟာလူတိုင်းနဲ့လွယ်လွယ်ကူကူပေါင်းသင်းနိုင်တဲ့လူလို့ပြောကြပါတယ်။ဒီရေးချင်းကနောက်တစ်ချိန်မှာဝန်တန်းထောင်ပေါင်းများစွာကိုဥဆောင်ရတဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာဖို့အခြေခံအုတ်မြစ်ဖြစ်ခဲ့ပါတယ်။လူငယ်တွေအတွက်သင်ခန်းစာဆမ်မော်ထန်ရဲ့ကလေးဘွားကသင်ပေးတာကတော့အောင်မြင်မှုဆိုတာချမ်းသာတဲ့မိသားစုမှာမွေးဖွားလာခြင်းကမစတင်ဘူး။တာဝန်ယူစိတ်ကနေစတင်တယ်။မနက်စောကြီးထပြီးနိုးလိုက်ပို့တဲ့ကောင်လေးဟာတနေ့မှာဝန်တန်းတန်းပေါင်းများစွာနဲ့ကမ္ဘာအကြီးဆုံးလက်လီစီးပွားရေးလုပ်ငန်းကိုဦးဆောင်မယ်လို့ဘယ်သူမှမထင်ခဲ့ပါဘူး။ဒါပေမဲ့အောင်မြင်မှုကြီးတွေဟာနေ့စဉ်တာဝန်သေးသေးတွေကိုတာဝန်ယူတတ်တဲ့အလေးအကျင့်ကနေစတင်တည်ဆောက်လာတာဖြစ်ပါတယ်။ပထမဆုံးအောင်မြင်မှုကိုဆုံးရှုံးခဲ့ပေမဲ့အိမ်မက်ကိုမစွန့်လွတ်ခဲ့သူစစ်မှုထမ်းဘဝပြီးတဲ့နောက်စီးပွားရေးလောကထဲကိုဝင်ရောက်ခြင်းတက္ကသိုလ်ပြီးဆုံးပြီးတဲ့နောက်မှာဆမ်မော်ထန်ဟာအမေရိကန်ရဲ့လက်လီအယောင်လုပ်ငန်းမှာအလုပ်စတင်လုပ်ကိုင်ခဲ့ပါတယ်။အဲဒီအလုပ်ကနေသူသွင်ယူခဲ့တာကဖောက်တယ်ကအမြဲတမ်းစီးပွားရေးရဲ့ဗဟိုဆိုတဲ့အယူအဆပါ။ဒါပေမဲ့မကြာခင်မှာပဲဒုတိယကမ္ဘာစစ်ဖြစ်ပွားခဲ့ပြီးတော့ဆမ်ဟာအမေရိကန်စစ်တပ်မှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။
စစ်မှုရန်ဘဝကသူ့ကိုတင်ပေးလိုက်တာတော့စီကံတောင်းဝန်ယူမှုအချိန်ကိုတန်ဖိုးထားမှုဖိအားတွေအောက်မှာဆုံးဖြတ်နိုင်စွမ်းတွေပဲဖြစ်ပါတယ်စစ်ပြီးတဲ့အချိန်မှာတော့ဆမ်ကသူ့ကိုယ်သူမေးခွန်းမေးခဲ့ပါတယ်ငါဘဝတစ်လျှောက်လုံးသူများအတွက်လှုပ်လို့မလားဒါမှမဟုတ်ကိုယ့်အိမ်မက်ကိုတည်ဆောက်မလားသူရဲ့အဖြေကရှင်းပါတယ်ကိုယ်ပိုင်လုပ်ငန်းစလုပ်တယ်ပထမဆုံးဆိုင်ပထမဆုံးအောင်မြင်မှု1945ခုနှစ်မှာဆမ်မော်ထာသူ့ဇနီးဟယ်လန်ဝါထာနဲ့အတူစုဆောင်ထားတဲ့ငွေတွေကိုမိသားစုကစုဆောင်ထားတဲ့ငွေတွေနဲ့မိသားစုကချေးပေးတဲ့ငွေကိုပေါင်းပြီးတော့ဘန်ဖရန်ကလင်ဖရန်ချိုင်းဆိုင်တစ်ဆိုင်ကိုဝယ်ယူခဲ့ပါတယ်ဆိုင်ကကြီးမားမဟုတ်ပါဘူးဒါပေမဲ့ဆမ်ကတခြားဆိုင်ပိုင်ရှင်တွေမလုပ်တဲ့အရာတွေကိုစတင်လုပ်ခဲ့ပါတယ်သူဟာပြိုင်ဘက်ဆိုင်တွေကိုတွားကြည့်တယ်သူတို့ဘာရောင်းလဲဘယ်လိုရောင်းလဲဘယ်လိုအလှဆင်ထားလဲအကုန်လေးလာတယ်ဒါပေမဲ့သူဟာမိတ္တူမကူးခဲ့ပါဘူးပိုကောင်းတဲ့နီလန်ကိုရှာခဲ့တာပဲဖြစ်ပါတယ်ဟောက်တဲ့အတွက်ဈေးလျှော့ခြင်းအဲ့ဒီခေတ်ကဆိုင်တော်များများဟာပစ္စည်းကိုဈေးမြင့်မြင့်နဲ့ရောင်းပြီးအမြတ်များများယူရင်ရပါတယ်ဆမ်ကတော့စက်ညင်ဘက်ကိုလုပ်ခဲ့တယ်အမြတ်နည်းနည်းပဲယူမယ်ဒါပေမဲ့လူများများရောင်းမယ်ဒီယူဆကအဲ့ဒီခေတ်မှာအလွန်ထူးခြားပါတယ်လူတချို့ကဒီလိုလုပ်ရင်မကြခင်ရှုံးမှာပဲလို့ပြောခဲ့ကြပါတယ်ဒါပေမဲ့ဖြစ်လာတာကဖောက်တယ်တွေကဆမ်ရဲ့ဆိုင်ကိုတဖြည်းဖြည်းပိုလာကြပါတယ်သူတို့သိသွားတာကဒီဆိုင်မှာဈေးမှန်နဲ့ဝန်ဆောင်မှုကောင်းတယ်မကြခင်မှာပဲဆမ်မော်ထန်ရဲ့ဆိုင်ဟာဒေသတွင်ရောင်းကောင်းဆုံးဆိုင်တွေကတစ်ဆိုင်ဖြစ်လာခဲ့ပါတယ်အကြီးမားဆုံးထိုးနှက်ချက်ဆမ်မော်ထန်ကအခုဆိုရင်ငါအနာဂတ်လုံခြုံသွားပြီလို့ထင်ခဲ့ပါတယ်ဒါပေမဲ့ဘဝဟာအမြဲတမ်းမျှော်လင့်ထားသလိုမဖြစ်တတ်ပါဘူးသူငှားထားတဲ့ဆိုင်နေရာရဲ့စာချုပ်တက်တန်းကုန်တဲ့အချိန်မှာဆိုင်ရှင်ကစာချုပ်ကိုတက်တန်းမလို့တော့ဘူးလို့ပြောခဲ့ပါတယ်အဲ့ဒီထက်ပိုဆိုးတာကဆမ်တိဆောက်ခဲ့တဲ့ဆိုင်ကိုတခြားသူစီလွှဲပြောင်းပေးလိုက်ပါတယ်နှစ်ပေါင်းများစွာစူးစမ်းတိဆောက်ခဲ့တဲ့အောင်မြင်တဲ့လုပ်ငန်းတစ်ခုကိုသူဆုံးရှုံးလိုက်ရပါတယ်ဒီဖြစ်ရပ်ဟာဆမ်မော်ထန်ရဲ့ဘဝမှာအကြီးမားဆုံးစိတ်ပျက်စရာတွေထဲကတစ်ခုပါကြရှုံးမှုကိုခွင့်ရဖြစ်မြင်တဲ့မျက်လုံးဒီနေရာမှာလူအများစုဆိုရင်ငါကံကောင်းဒီလောက်ဆိုတော်ပြီလို့ပြောပြီးလက်လျှော့သွားနိုင်ပါတယ်ဒါပေမဲ့ဆမ်မော်ထန်ကတော့အဲ့ဒီဆိုင်ကိုဆုံးရှုံးခဲ့ပေမဲ့အတွေ့အကြုံကိုတော့မဆုံးရှုံးခဲ့ဘူးသူကဒီလိုတွေးခဲ့ပါတယ်ဆိုင်ကိုသူတို့ယူသွားနိုင်တယ်ဒါပေမဲ့ဆိုင်ကိုအောင်မြင်အောင်လုပ်နိုင်တဲ့အတွေးခေါ်တော့ယူမသွားနိုင်ဘူးဒါဟာလုပ်ငန်းရှင်တယောက်ရဲ့အရေးကြီးဆုံးစိတ်နေစိတ်ထားဖြစ်ပါတယ်လူငယ်တွေအတွက်သင်ခန်းစာတခါတလေဘဝကမင်းစီကအရာတစ်ခုကိုယူသွားလိုက်မယ်အလုပ်ငန်းအခွင့်အရေးဒါပေမဲ့မင်းရဲ့အတွေ့အကြုံမင်းရဲ့သင်ခန်းစာမင်းရဲ့စူးစမ်းနိုင်စွမ်းဒါတွေကိုဘယ်သူမှမယူသွားနိုင်ဘူးဆမ်မော်ထန်ကဆိုင်တစ်ဆိုင်ဆုံးရှုံးခဲ့ပါတယ်ဒါပေမဲ့နောင်နှစ်အနည်းငယ်အကြာမှာသူဟာ Walmart ဆိုတဲ့နာမည်နဲ့ကမ္ဘာအကြီးဆုံးလက်လီစီးပွားရေးအင်ပါယာကိုစတင်တည်ဆောက်တော့မှာပဲဖြစ်ပါတယ်Walmart မွေးဖွားလာခြင်းနဲ့စီးပွားရေးကိုပြောင်းလဲခဲ့သောတွေးခေါ်အဆုံးသတ်မဟုတ်တဲ့ဆုံးရှုံးမှုဆိုင်ကိုဆုံးရှုံးခဲ့တဲ့နေ့မှာဆမ်မော်ထန်ဟာစိတ်မကောင်းဖြစ်ခဲ့ပါတယ်ဒါပေမဲ့သူဟာအဲ့ဒီကြရှုံးမှုကိုအကြာကြီးမဖတ်တွေ့ထားခဲ့ပါဘူးသူ့ဇနီးဟယ်လန်ကလည်းသူ့ကိုအားပေးခဲ့ပါတယ်ငါတို့အစားကနေပြန်စားလို့ရတယ်ဒီစကားတစ်ခုကဆမ်မော်ထန်တို့ခွန်အားဖြစ်စေခဲ့ပါတယ်သူတို့မိသားစုဟာအာကန်ဆောပြည်နယ်ဘန်တိုဘီလီမြို့ငယ်လေးကိုပြောင်းရွှေ့ခဲ့ပါတယ်အဲ့ဒီမြို့ဟာလူဦးရေမများဘူးလူအများကဒီလိုမျိုးတသေးလေးမှာစီးပွားရေးကြီးမဖြစ်နိုင်ဘူးလို့ထင်ခဲ့ကြပါတယ်ဒါပေမဲ့ဆမ်မော်ထန်ကတော့လူနည်းတဲ့မြို့မှာပြိုင်ဘက်နည်းတယ်လူတွေကိုဝန်ဆောင်မှုပေးဖို့ခွင့်ရပိုများတယ်လို့မြင်ခဲ့ပါတယ်သူမြင်ခဲ့တာကလူတွေမမြင်တဲ့အခွင့်အရေးပါဝါမတ်စတင်ခဲ့တဲ့နေ့1962ခုနှစ်ဇူလိုင်လ2ရက်နေ့အာကန်ဆောပြည်နယ်ရောဂျာစ်မြို့မှာပထမဆုံး Walmart Discount City ကိုဖွင့်လှစ်ခဲ့ပါတယ်ဒီဆိုင်ဟာအလှဆုံးမဟုတ်ဘူးအကြီးဆုံးလည်းမဟုတ်ဘူးဒါပေမဲ့ဆမ်မော်ထန်ဟာတခြားသူတွေထက်ပိုအားကောင်းတဲ့အတွေးခေါ်တစ်ခုရှိနေပါတယ်အဲ့ဒါက everyday low price နေ့တိုင်းဈေးသက်သာရမယ်အဲ့ဒီခေတ်မှာအများစုကအထူးလျှော့ဈေးပွဲတွေကျင်းပပြီးလူတွေကိုဆွဲဆောင်ကြပါတယ်ဆမ်ကတော့လျှော့ဈေးပွဲကိုစောင့်စရာမလိုနေ့တိုင်းဈေးမှန်ပေးမယ်လို့ဆုံးဖြတ်ခဲ့ပါတယ်
အမျက်နဲ့နဲ့ယုံကြည်မှုများစမောထန်ဟာပစ္စည်းတစ်ခုချင်းစီကနေအမျက်အများကြီးမယူခဲ့ပါဘူးအဲ့ဒီအစားဖောက်တယ်တွေထက်ကပြန်လာအောင်လုပ်ခဲ့ပါတယ်သူယုံကြည်တာကဖောက်တယ်တယောက်ကိုတစ်ခါပဲရောက်တာထက်သူ့ကိုအနှစ်20လုံးပြန်လာအောင်လုပ်တာကပိုတန်ဖိုးရှိတယ်ဒီအတွေးခေါ်ဟာဝေါ်မတ်ရဲ့အကြီးမားဆုံးအားသာချက်ဖြစ်လာခဲ့ပါတယ်တထေးတယောက်လိုမနေခဲ့တဲ့ဘီလီယံနာလုပ်ငန်းကြီးလာပေမဲ့စမောထန်ရဲ့ဘဝပုံစံကမပြောင်းလဲခဲ့ပါဘူးသူဟာစိန်ခံကားမရှိဘူးကိုပိုင်လင်းရှိပေမဲ့အလုပ်အတွက်ပဲသုံးတယ်ဘိုးအစားကိုလည်းရိုးရိုးရှင်းရှင်းပဲဝတ်တယ်ဈေးသက်သာတဲ့ဟိုတယ်တွေမှာပဲတဲတက်ပါတယ်သူ့ကိုဝန်ထမ်းတွေကတထေးတယောက်ထက်အလုပ်လုပ်ဖို့တယောက်လိုပဲပြောကြပါတယ်ဆမ်ကဝန်ထမ်းတွေကို employees လို့မခေါ်ပဲ associates လို့ခေါ်ခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့သူ့အမြင်မှာသူတို့ဟာလုပ်သမားတွေမဟုတ်ဘူးလုပ်ငန်းအောင်မြင်မှုအတူတကွစ조사နေတဲ့မိဖက်တွေဖြစ်လို့ပါပဲနေ့တိုင်းတင်ယူနေတဲ့ CEO စမောထန်မှာထူးခြားတဲ့အလေးကျင့်တစ်ခုရှိပါတယ်မြို့တစ်မြို့ရောက်တိုင်းသူက wellness ကိုအရင်မသွားဘူးပြိုင်ဘက်ဆိုင်တွေကိုအရင်သွားတယ်သူပါကြည့်လေဘယ်ပစ္စည်းတွေရောင်းကောင်းလဲဘယ်လို display လုပ်ထားလဲဖောက်တယ်ကိုဘယ်လိုဆက်ဆံလဲဈေးနှုန်းဘယ်လိုသတ်မှတ်ထားလဲသူကမှတ်စုစာအုပ်လေးနဲ့အမြဲမှတ်တမ်းတင်တတ်တယ်သူ့ဝန်ထမ်းတွေကိုလည်းအမြဲပြောတယ်ငါတို့အကောင်းဆုံးဆိုပြီးဘယ်တော့မှမတွေးနဲ့တခြားသူစီကတင်ယူစရာအမြဲရှိတယ်ဒါဟာသူ့ရဲ့အောင်မြင်မှုရဲ့လှုပ်ဝက်ချက်တစ်ခုပါဝဲမတ်ကဘာကြောင့်မြန်ကြီးထွားလာခဲ့တာလဲဝဲမတ်ကြီးထွားလာတာကကံကောင်းလို့မဟုတ်ပါဘူးစမောထန်ဟာမြို့ကြီးတွေကိုအရင်မရွေးခဲ့ဘူးအဲ့ဒီအစားတခြားကုမ္ပဏီတွေမသွားခြင်းနဲ့မြို့ငယ်လေးတွေကိုအရင်ဖွင့်ခဲ့ပါတယ်သူယုံကြည်တာကမြို့ငယ်ကလူတွေလည်းဈေးသက်သာတဲ့ပစ္စည်းကောင်းတွေဝယ်ယူခွင့်ရတဲ့နဲ့ဒီအတွေးဟာဝေါ်မတ်ကိုပြိုင်ဘက်တွေနဲ့မတူတဲ့လမ်းကြောင်းပေါ်တင်ပေးခဲ့ပါတယ်ဒီဇိုင်းပြီးဒီဇိုင်းတစ်မြို့ပြီးတစ်မြို့ဝဲမတ်ကအမေရိကန်တနိုင်ငံလုံးကိုဖြည်းဖြည်းချင်းချိတ်ထွင်လာခဲ့ပါတယ်လူငယ်တွေအတွက်သင်ခန်းစာစမောထန်ကငွေရှာဖို့လုပ်ငန်းမတည်ဆောက်ခဲ့ပါဘူးတန်ဖိုးပေးဖို့လုပ်ငန်းတည်ဆောက်ခဲ့တယ်သူတက်တည်ပြခဲ့တာကအောင်မြင်တဲ့လုပ်ငန်းဆိုတာဖောက်တယ်စီကငွေဘယ်လောက်ယူနိုင်လဲဆိုတာမဟုတ်ပါဘူးဖောက်တယ်ရဲ့ဘဝကိုဘယ်လောက်တန်ဖိုးပေးနိုင်လဲဆိုတာပါပဲကမ္ဘာအကြီးဆုံးလက်လီစီးပွားရေးဘရင်ဖြစ်လာပုံနဲ့လူငယ်တိုင်းတင်ယူတင်သောဘဝသင်ခန်းစာများဖောက်တယ်ကပဲငါတို့ရဲ့လစာပေးသူဘောမတ်ကဒီဇိုင်းပြီးဒီဇိုင်းတိုးချဲ့လာခဲ့တယ်ဝန်ထမ်းတွေလည်းထောင်နဲ့ချီလာပါတယ်လုပ်ငန်းတွေအချိန်ဟုန်နဲ့ကြီးထွားလာနေပါတယ်ဒီလိုအချိန်မှာလူတော်တော်များများကစမောထန်ကိုမေးလေးရှိတဲ့မေးခွန်းတစ်ခုရှိပါတယ်ဒီလောက်ကြီးတဲ့လုပ်ငန်းကိုဘယ်သူကထိန်းချုပ်နေတာလဲစမောထန်ကအမြဲတမ်းပြုံးပြီးဒီလိုဖြေတတ်ပါတယ်ကျွန်တော်တို့ရဲ့လစာကိုပေးနေတာ CEO မဟုတ်ဘူးရင်းနှီးမြှုပ်နှံသူလည်းမဟုတ်ဘူးဖောက်တယ်ပဲသူကဆက်ပြောပါတယ်ဖောက်တယ်တယောက်ကသူ့ပတ်စံကိုတခြားဆိုင်မှာတုံးလိုက်တဲ့နေ့ကစပြီးကုမ္ပဏီဥက္ကဋ္ဌကနေစပြီးဝန်ထမ်းတိုင်းကိုအလုပ်ဖြုတ်နိုင်တယ်ဒီအတွေ့ကဝေါ်မတ်ရဲ့ယဉ်ကျေးမှုတစ်ခုလုံးကိုပြောင်းလဲပြစ်ခဲ့ပါတယ်စမောထန်အတွက်ဖောက်တယ်ဟာဘယင်မဟုတ်ဘူးဖောက်တယ်ဟာလုပ်ငန်းတစ်ခုလုံးကိုအသက်ရှင်စေတဲ့အကြောင်းရင်းဖြစ်ပါတယ်ခေါင်းဆောင်ကောင်းဆိုတာရုံးခန်းထဲမှာမထိုင်ဘူးစမောထန်ဟာရုံးခန်းထဲမှာထိုင်ပြီးအမိတ်ပေးတဲ့ CEO မဟုတ်ပါဘူးသူဟာအပတ်တိုင်းဝေါ်မတ်ဆိုင်တွေကိုကိုယ်တိုင်သွားပါတယ်စင်ဘော်ကပစ္စည်းတွေကိုကြည့်တယ်ဈေးနှုန်းတွေကိုစစ်တယ်ဝန်ထမ်းတွေနဲ့စကားပြောတယ်ဖောက်တယ်တွေရဲ့တုတ်ပြန်ချက်တွေကိုနားထောင်တယ်တခါတလေသူ့ကိုဖောက်တယ်တွေကတာမန်ဝန်ထမ်းတယောက်လို့တောင်ထင်ခဲ့ကြပါတယ်ဒါပေမဲ့ဆမ်ကအဲ့ဒီလိုပဲဖြစ်ချင်တာပါသူကပြောခဲ့ပါတယ်ရုံးခန်းထဲမှာထိုင်ပြီးစီးပွားရေးကိုနားမလည်နိုင်ဘူးဖောက်တယ်ရှိတဲ့နေရာကိုသွားရမယ်အောင်မြင်ပြီးနောက်မှလည်းမရက်တန်းခဲ့သူလူတော်တော်များများကအောင်မြင်လာတာနဲ့ငါတို့အကောင်းဆုံးပဲလို့တွေးတတ်ကြပါတယ်ဒါပေမဲ့စမောထန်ကတော့အောင်မြင်လေးပိုတင်ယူလေးဖြစ်ပါတယ်သူဟာပြိုင်ဘက်ဆိုင်တွေကိုဆက်သွားတယ်နိုင်ငံခြားမှာစရိုးဆိုင်တွေကိုလည်းသွားလိလာတယ်အသစ်တွေကိုတွေ့ရင်ချက်ချင်းပြန်ယူလာပြီးဘောမတ်မှာစမ်းသပ်တယ်သူ့မြင်ကမနေ့ကအောင်မြင်ခဲ့တာကဒီနေ့အောင်မြင်မယ်လို့အာမမခံပေဘူးဒီစိတ်ဓာတ်ကဘောမတ်ကိုအမြဲရှေ့ဆက်စေခဲ့ပါတယ်နောက်ဆုံးနေ့ဒီအလုပ်လုပ်ခဲ့တယ်1988ခုနှစ်မှာဝေါ်မတ်စမောထန်ဟာစီယိုယာတို့ကိုလွှဲပြောင်းပေးခဲ့ပါတယ်ဒါပေမဲ့သူနားမြူခဲ့ပါဘူးဆိုင်တွေကိုဆက်သွားတယ်ဝန်ထမ်းတွေနဲ့ဆက်တွေ့တယ်ဟောက်တယ်ရဲ့အတန်ကိုဆက်နားထောင်တယ်1992ခုနှစ်မှာ
American သမ္မတကစံမော်ထံကို Presidential Medal of Freedom ရှိမြင့်ခဲ့ပါတယ်။ဒါဟာ American နိုင်ငံရဲ့အမြင့်ဆုံးရတ္တာဆုတွေထဲတစ်ခုပါ။အဲ့ဒီနှစ်မှာပဲစံမော်ထံဟာအသက်84နှစ်အရွယ်မှာကွယ်လွန်ခဲ့ပါတယ်။ဒါပေမဲ့သူတည်ဆောက်ခဲ့တဲ့အတွေးခေါ်ကတော့ဒီနေ့အထိဝေါ်မတ်ရဲ့ယဉ်ကျေးမှုတွေမှာရှင်သန်နေဆဲဖြစ်ပါတယ်။စံမော်ထံစီကလူငယ်တိုင်းသင်ယူသင့်တဲ့သင်ခန်းစာ9ခုနံပါတ်1ဖောက်တယ်ကိုအမြဲရင်စဉ်းစားပါငွေကိုလိုက်မရှာပါနဲ့ဖောက်တယ်အတွက်တန်ဖိုးကိုအရင်ဖန်တီးပါငွေကနောက်ကလိုက်လာပါလိမ့်မယ်နံပါတ်2ကြရှုံးမှုကမင်းကိုတင်ပေးဖို့ရောက်လာတယ်စမော်ထံဟာသူ့ရဲ့ပထမဆုံးအောင်မြင်တဲ့ဆိုင်ကိုဆုံးရှုံးခဲ့ပါတယ်ဒါဟာအဲ့ဒီအတွေ့အကြုံကဝေါ်မတ်ကိုမွေးဖွားစေခဲ့ပါတယ်နံပါတ်3ပြိုင်ဘက်ကိုမကြောက်ပါနဲ့ပြိုင်ဘက်ကိုအကောင်းဆုံးဆရာအဖြစ်မြင်ပါနံပါတ်4အမြဲတင်ယူပါဒီနေ့တင်ယူရတာရက်လိုက်တဲ့နေ့ဟာတိုးတက်မှုရက်သွားတဲ့နေ့ပါပဲနံပါတ်5ရိုးရှင်းမှုကိုမရှက်ပါနဲ့စမော်ထံဟာဘီလီယံနာဖြစ်ပေမဲ့ရိုးရိုးရှင်းရှင်းပဲနေထိုင်ခဲ့ပါတယ်သူ့အတွက်အောင်မြင်မှုဆိုတာပြသဖို့မဟုတ်ဘူးတန်ဖိုးဖန်တီးဖို့ပါနံပါတ်6အဖွဲ့ကိုယုံကြည်ပါသူဟာဝန်ထမ်းတွေကို associate လို့ခေါ်ခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့ဝန်ထမ်းအောင်မြင်မှုဆိုတာတယောက်တည်းတည်ဆောက်လို့မရဘူးနံပါတ်9ကြီးမားတဲ့အိမ်မက်ကိုသိငယ်တဲ့မြို့မှာလည်းစတင်နိုင်တယ်။စမော်ထံကနယူးယောက်မှာစတင်ခဲ့တာမဟုတ်ဘူး။လော့အန်ဂျလိစ်မှာစတင်ခဲ့တာမဟုတ်ဘူး။လူအများသတိမထားမိတဲ့မြို့ငယ်လေးကနေကမ္ဘာအကြီးဆုံးလက်လီစီးပွားရေးအင်ပါယာကိုစတင်ခဲ့တာဖြစ်ပါတယ်။ဒီနေ့ဝေါ်မတ်ခါနိုင်ငံပေါင်းများစွာမှာဝန်ထမ်းတန်းပေါင်းများစွာနဲ့ကမ္ဘာအကြီးဆုံးလက်လီကုမ္ပဏီတွေထဲကတစ်ခုဖြစ်နေပါတယ်။ဒါပေမဲ့ဒီအင်ပါယာကြီးဟာရုံးခန်းကြီးတစ်ခုကနေမစခဲ့ပါဘူးဘီလီယံပေါင်းများစွာယင်းနှိမ့်မြုပ်နှံမှုနဲ့လည်းမစတင်ခဲ့ပါဘူးဖောက်တယ်ကိုတန်ဖိုးထားတဲ့လူငယ်တယောက်ရဲ့အတွေးတစ်ခုကနေစတင်ခဲ့တာပါဒါကြောင့်ဒီနေ့မင်းမှာယင်းနှိမ့်မများသေးရင်စိတ်လည်းမကြပါနဲ့လူတွေမင်းကိုမသိသေးရင်စိတ်မပူပါနဲ့စီးပွားရေးဆိုတာအကြီးကြီးစတင်နိုင်မှအောင်မြင်တာမဟုတ်ပါဘူးနေ့တိုင်းလူတယောက်ရဲ့ပြဿနာကိုရိုးရှင်းစွာဖြေရှင်းပေးနိုင်ရင်အဲဒီကနေအင်ပါယာတစ်ခုစတင်နိုင်ပါတယ်စမော်ထံကကျွန်တော်တို့ကိုခြံထားခဲ့တဲ့အကြီးမားဆုံးသင်ခန်းစာကတော့အောင်မြင်တဲ့လုပ်ငန်းတွေဟာငွေနောက်လိုက်လို့မဟုတ်ဘူးလူတွေအတွက်တန်ဖိုးဖန်တီးပေးလို့ပဲဖြစ်ပါတယ်အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီလိုမျိုးအောင်မြင်တဲ့ပုံကိုယ်ကြီးတွေရဲ့အထုပ်ပတိတွေကိုနားထောင်နေလို့ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးတော့ဗီဒီယိုတင်တိုင်းသိရအောင်လဲဘေးက notification လေးကိုနှိပ်သွားပေးဖို့အတွက်တောင်းဆိုလိုက်ရပါတယ်